မိတ်ဆွေတို့ကမြန်မာလူမျိုးဆိုရင်ဒါမှမဟုတ်အိမ်မှာအဖိုးအဖွားတွေရှိတယ်ဆိုရင်ဒီစကားကိုမကြားဘူးတဲ့သူရှိမှာမဟုတ်ပါဘူးညာကြီးတက်ကောင်ရေမချိုးနဲ့လေဖြတ်ပြီးသေသွားမယ်ကြားရတာစဉ်းကျင်စရာကြီးနော်အပြင်ကပြန်လာတဲ့ရွှေတွေကထွက်လူကပင်ပန်းရေလေးပါလေချိုးပြီးအိတ်ချင်ပါရဲနဲ့ဒီစကားလေးကြားလိုက်ရရင်လန့်သွားရောရေချိုးလိုက်ရင်ငါတကယ်ပဲသေသွားမှာလားည7 နာရီထိုးတာနဲ့ရေကအစိတ်ဖြစ်သွားတာလားမင်္ဂလာပါကျွန်တော်ကတော့ယူမောင်ပါဒီနေ့မှာတော့ဟုတ်တယ်မဟုတ်ဘူးညင်းနေမှာမဟုတ်ပဲညဘက်ရေချိုးတာကတကယ်ပဲအန်ဒီရှိတာလားဒါမှမဟုတ်မိဘတွေကစောစောအိတ်စိတ်ချင်လို့၆တာလားဆိုတာကိုစေပညာအရာခွဲခြမ်းစိတ်ဖြာကြပါမယ်ပထမဆုံးအနေနဲ့အဖိုးအဖွားတို့ကိုအပြစ်မတင်ကြီးနော်သူတို့ပြောတာတော့လုံးဝမှားတာတော့မဟုတ်ပါဘူးဒီ user က vasoconstriction လို့ခေါ်တဲ့သွေးကြောချင်းချင်းဆိုတဲ့စေပညာသဘောတရားတစ်ခုကနေပြီးတော့လာတာပါသွေးကြောတွေကိုကျွန်တော်ရေပိုက်တစ်ခုလိုမျိုးပဲသဘောထားကြည့်ပါပူတဲ့အချိန်ဆိုရင်ဘာဖြစ်မလဲပူတဲ့အချိန်ဆိုရင်ပိုက်ကပျော့ပြောင်းနေပြီးတော့ရေစီးဆင်းလို့ပကောင်းမယ်အေးတဲ့အချိန်မှာဆိုရင်ပိုက်ကမာခဲပြီးတော့ကျုပ်သွားပါတယ်အဲ့ဒီသဘောတရားပါပဲခန္ဓာကိုယ်ပေါ်ရေခဲရေတမို့ရေအေးဆက်ဆက်တစ်ခုခုကိုလောင်းချလိုက်ရင်အပူချိန်ထိဖို့အတွက်ခန္ဓာကိုယ်သွေးကြောတွေကိုချက်ချင်းကျုပ်သွားပေးရပါတယ်ဒါဆိုရင်သွေးပေါင်ချေရုပ်တရက်တက်လာနိုင်ပါတယ်ဒါကိုကျွန်တော်တို့ကစေပညာရာတာမရှော့လို့ခေါ်ပါတယ်နှလုံးရောဂါအခန့်ရှိတဲ့သူတွေသွေးတိုးရောဂါရှိတဲ့သူတွေလူကြီးပိုင်းတွေအတွက်ရေအေးဆက်ဆက်နဲ့ရုပ်တရက်ရေချိုးတာကအန်ဒီရရှိနိုင်ပါတယ်ဒါပေမဲ့မေးစရာတစ်ခုရှိတာကနေ့ရဲ့အချိန်ညအချိန်ဆိုတာကရောအရေးပါလို့လားရေကအခုတော့10 နာရီထိုးနေပြီဗျာဆိုတာမျိုးသိနိုင်ပါမလားအဖြေကတော့မဟုတ်ပါဘူးသွေးကြောတွေမှာနာရီမပါပါဘူးဒါဆိုရင်ဘာလို့လေဖြတ်တဲ့လူနာတွေကညဘက်မှာအဖြစ်များတာလဲဒါကတော့အကြောင်းရင်း cause နဲ့တိုက်ဆိုင်မှု correlation တို့ကိုရောထွေးသွားလို့ပါစဉ်းစားကြည့်ပါဗျာညဘက်ဆိုတော့ရာသီဥတုကပိုအေးမယ်အလုတ်ကပြန်လာတော့လူကပင်ပန်းနွမ်းနွမ်းနေမယ်တချို့တွေဆိုရင်ညစာစားရင်းနဲ့အရက်သေးစာတောက်စားထားကြတတ်ပါတယ်ဒါကသွေးပေါင်ခြင်းကိုတက်ရောက်မှုရှိပါတယ်အဲ့လိုအချိန်မှာရေသွားချိုးလိုက်တယ်ဆိုပါစို့အဲ့ဒီအချိန်မှာကျန်းမာရေးတစ်ခုခုဖောက်လာရင်လူတွေကရေချိုးလို့ဖြစ်တာဆိုပြီးအပြစ်တင်ကြပါတယ်တကယ်တမ်းတရားခံအစ်စ်ကကြတော့ပင်ပန်းနှွမ်းတဲ့မှုတွေရှိမယ်ရေတက်ခန်းချောင်းမှုတွေရှိမယ်ရာသီဥတုကလည်းအေးရလည်းပါမယ်ကုသမှုမခံယူထားတဲ့သွေးတိုးရောဂါတွေကြောင့်သာဖြစ်နေနိုင်ပါတယ်ရေချိုးတာကဘေးကတရားခံအပြစ်ဆွဆွဲခံလိုက်ရတာပါပဲအခုတစ်ဖက်လက်ပြီးတော့ကျွန်တော်စဉ်းစားကြည့်ရအောင်ညဘက်ရေချိုးတာကအန်ဒီကင်းုံတင်မကဘူးကျန်းမာရေးအတွက်ပိုကောင်းတယ်ဆိုရင်ရောလိလာချက်တွေအရာမအိတ်ခင်1 နာရီ 2 နာရီလောက်အလိုမှာရေနွေးနွေးလေးရေဘူးလည်းမဟုတ်ဘူးရေအေးလည်းမဟုတ်ဘူးချိုးပေးတာကခန္ဓာကိုယ်ကိုအေးမြသွားစေပါတယ်စိတ်ကိုလည်းပိုလေးကြည်လင်စေပါတယ် relax ဖြစ်စေတယ်ပေါ့နော်ရေနွေးနဲ့ချိုးပြီးတော့ထွက်လာတဲ့အခါခန္ဓာကိုယ်အပူချိန်ကအနှဲငယ်ကျသွားပြီးတော့အုံနောက်က melatonin ဟော်မုန်းတွေထွက်လာပါတယ်ဒါကခန္ဓာကိုယ်ကဲအနားယူတော့အိတ်ချင်ရောက်ပြီလို့တတိပေးလိုက်တာပါပဲဆိုတော့ညဘက်ရေမချိုးပဲနေတာကမိတ်ဆွေတို့ကိုအိမ်မပြောအောင်လုပ်နေတာဖြစ်နေနိုင်ပါတယ်ကျမ်းမာရေးအတွက်ပိုကောင်းတာတော့ဟုတ်ပါပြီဒါပေမဲ့ဖြစ်ကတန်ဆန်တော့မလုပ်ပါနဲ့မိဘတွေလည်းစိတ်ချမ်းသာအကိုကလည်းဘေကင်းကင်းနဲ့ညဘက်ရေချိုးခြင်းဒီ3ချက်ကိုလိုက်နာပေးပါနံပါတ်1ရေအပူချိန်မှာရေနွေးနွေးသမဟုတ်ရိုးရိုးရေကိုပဲသုံးပါအိတ်ခါနီမှာရေခဲရေနဲ့ရေမချိုးပါနဲ့နံပါတ်2ရေချိုးခန်းရဲ့အပူချိန်ကိုသတိထားပါဆောင်းတွင်းလိုအချိန်မျိုးမှာဆိုရင်ရေချိုးခန်းကအရင်အေးနေတတ်ပါတယ်ရေကပြဿနာမဟုတ်ပဲနဲ့လေအေးကပြဿနာဖြစ်နေတတ်လို့ပါရေချိုးခန်းကိုနွေးနေအောင်အရင်လုပ်ပါနံပါတ်3ကိုယ်ခန္ဓာကိုယ်ကိုနားထောင်ပါရေချိုးနေနဲ့မူးလာတာရင်ဘတ်အောက်တာခေါင်းကိုက်တာမျိုးခံစားရင်ချက်ချင်းထိုင်ချလိုက်ပါဒါဟာရေကြောင်းမဟုတ်ပါဘူးခန္ဓာကိုယ်ကတတိပေးနေရပါနေကုန်းချိုးရရင်အယူဆမှာ mid လုံးဝမဟုတ်ပါဘူးအမှန်တရား fat စင်ကျင်ရံနဲ့ရေချိုးရင်ပေးကင်းပါတယ်ဒါပေမဲ့အခက်အခဲဆုံးကသိပ္ပံပညာမဟုတ်ပါဘူးကိုယ့်အမေကိုယ့်အဖိုးဖွားလက်ခံအောင်ပြောဖို့ကပိုခက်ပါတယ်ဒါကြောင့်မိတ်ဆွေတို့ကို challenge တစ်ခုကျွန်တော်လုပ်ချင်ပါတယ်အိမ်ကလူကြီးတွေကိုပြန်မငင်းပါနဲ့ဒီဗီဒီယိုလေးကိုမိသားစုထံကိုဝေမျှပေးပါ share လိုက်ပါသူတို့နားလဲအောင်ကျွန်တော်ရှင်းပြပေးပါမယ်မိတ်ဆွေကတော့စိတ်အေးလက်အေးနဲ့ရည်သွားချိုးလိုက်ပါတော့ကျမ်းမာရေးအယူဆမှားတွေကိုအထောက်ထားနဲ့သိချင်နေဆိုရင်တော့ဒီ channel လေးကို subscribe လုပ်ပေးထားပါ like လုပ်ပေးထားပါကျွန်တော်နာမည်တော့ယူမောင်ပါကဲကျွန်တော်လည်းရည်သွားချိုးပါဦးမယ်အားလုံး good night ပါဒီလိုမျိုးကျန်းမာရေးပြဿနာတွေအတွက်အသေးစိတ်တိုင်ပင်ဆွေးနွေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ online private consultation မှာဆရာဝန်တွေနဲ့တိုက်ရိုက် messenger နဲ့တဆင့်ဆွေးနွေးကုသမှုခံယူနိုင်ပါတယ်ကျွန်တော်တို့ဆွေးနွေးခြင်းနဲ့ဆိုရင်အောက်က comment မှာကျွန်တော် link နှိပ်ချပေးထားပါတယ်အဲ့ link လေးကိုနှိပ်လိုက်တာနဲ့ page share messenger ကိုရရှိသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်ဝေမျှပေးပါ like လုပ်ပေးပါ subscribe လုပ်ပေးပါနောက်ဗီဒီယိုပါမယ်တွေ့ပါမယ်ကျွန်တော်နာမည်ကတော့ယူမောင်ပါ